ကျမတို့နောက်တစ်ပုဒ်စဉ်းစားကြည့်အောင်ဒါမှဆိုရင်နံပါတ် A မှာဒါကြွက်ပေးရတယ်သူကတော့ထူးခြားချက်က2ခန်းချွန်တယ်ဒုတိယ B ကကျတော့သူက2ခန်းတုံးတယ်ပေါ့နော်ဆိုလိုချင်တာဒါ A ကသူကကြွက်ကလေး B ကကျတော့အိမ်ကြွက်ပေါ့ C ကကျတော့သူကဘာလဲဆိုတော့သူကပွေးကောင်လေးသူရဲ့ထူးခြားချက်ကလက်ပွားလေးနည်းနည်းကြီးတယ်ဒါကတော့ D ကတော့တည်ပြီးသားယုံမှာ E ကတော့ရှင်းဖြစ်တယ်အမေမှာသူကဘာမေးထားလဲဆိုတော့နံပါတ်1 Day အမေးဒီ more than half that of body length ခန္ဓာကိုယ်အရှည်ထက်ကိုဆိုလိုချင်တာအမေကတဝက်ကျော်သလားတဲ့ဆိုချင်တာခန္ဓာကိုယ်အလျားထက်ကိုအမေကတဝက်ကျော်ရှိသလားအောက်မှာမရှိဘူးလားတဲ့အဲကျွန်တော်နံပါတ်1ကို A ကိုစဉ်းစားမယ်ဆိုရင်သူ့ရဲ့အမေးဒီရှည်ပါတယ်အဲ့တော့ခန္ဓာကိုယ်ထက်ကိုတဝက်ကျော်တာဖြစ်တဲ့အတွက်ကြောင့်နံပါတ်1ရဲ့အပေါ်ကတဝက်ကျော်တယ်အောက်ကတဝက်မကျော်ဘူးမလို့ကျွန်တော်တို့အပေါ်အဖြေဖြစ်သွားပါပြီအဲကြောင့်အပေါ်အဖြေတက်ကိုသွားလိုက်တော့ဘာတွေ့လဲဆိုတော့ go to 2ကိုဆက်သွားပါတဲ့ကဲ2ကိုသွားလိုက်တဲ့ခါကျတော့2မှာပေးထားတာဒီ E ရနေရွက်ဒီ at dot or head ဦးခေါင်းရဲ့ထိပ်မှာရှိသလားသူက with တစ်တီအမီးထူသလားတဲ့နော်အဲ့ဒါကျွန်မအရှိမာနေဖြေရထွက်နေပါပြီအောက်မှာကျတော့နံပါတ်2ရဲ့အပေါ်ဒီဦးခေါင်းရဲ့ထိပ်မှာနေရွက်ရှိသလားအောက်မှာကျတော့ဦးခေါင်းရဲ့ဘေးမှာနေရွက်ရှိသလားတဲ့အဲ့ဆိုရင်နံပါတ် A ပုံကိုကျွန်တော်စဉ်းစားမယ်ဆိုရင် A မှာကြွက်ဒီသူ့ရဲ့နေရွက်ဒီဘေးမှာရှိပါတယ်ဘေးမှာရှိတာမလို့သူ့ရဲ့အဖြေဒီ2ရဲ့အောက်အဲ့တော့အောက်ကိုတက်သွားလိုက်တော့ကျွန်တော်ဘာတွေ့လဲဆို go to 3တော့3ကိုဆက်သွားခိုင်းပါတယ်3ကိုဆက်သွားတော့3မှာကြည့်လိုက်မယ်ဆို nose နှာခေါင်းဒီ pointed ချွန်သလားအောက်မှာ nose နှာခေါင်းဒီ blunt ဆိုတာဟိုတုံးတာကိုဆိုလိုတာပါဆိုကြနှာခေါင်းကချွန်လားမချွန်ဘူးလားအဲ့ဒီပဲပါအဲ့ဆိုတော့ဒီနံပါတ် A ဒီကျမတို့ဒီနှာခေါင်းကချွန်တာဖြစ်တဲ့အတွက်ကြောင့်3ရဲ့အပေါ်မှာနှာခေါင်းချွန်တဲ့အဖြစ်ပါအဲ့ကြောင့်သူ့ရဲ့တက်ကိုသွားလိုက်တော့ကျွန်မဘာတွေ့မလဲဆိုတော့ Soret Arania ဆိုတာတွေ့ပါလိမ့်မယ်အဲ့ Soret Arania ဒီဒါကြွက်ကလေးရဲ့ scientific name သူ့ရဲ့အဖြစ်ဖြစ်သွားပါပြီအဲ့လိုပဲကျမတို့ကနံပါတ်2ကနေစစဉ်းစားပါမယ်နံပါတ် B ကိုစဉ်းစားပါမယ်နံပါတ် B ကိုစဉ်းစားမယ်ဆိုလို့ရှိရင်နံပါတ် B ကိုလည်းခုနလိုစဉ်းစားမယ်နံပါတ် B ဒီသူလည်းအမီးရှည်တယ်ရှည်တာမလို့သူကအပေါ်ဖြေကိုတက်သွားလိုက်တော့ဘာတွေ့လဲဆို go to 2အဲ့တော့ကျမတို့2ကိုဆက်သွားမယ်သူလည်းပဲနေရွက်ကသူကကျတော့နေရွက်ဘာမှရှိလဲသူလည်းဘေးမှာပဲရှိတယ်အဲ့ဒါကြောင့်မို့2ရဲ့ဘေးဆိုတော့အောက်ကိုတက်သွားလိုက်တော့ go to 3အော်ကျွန်မ3ကိုဆက်သွားမယ်သူကကြတော့ဒါဒီအိမ်ကြွက်နံပါတ် B ကအိမ်ဒီမှာမွေးအိမ်ဒီမှာရှိတယ်ကြွက်လိုမျိုးဆိုတော့နှာခေါင်းတုံးတယ်အဲ့ကြောင့်မို့သူက3ရဲ့အောက်ဖြေဖြစ်ပါတယ်အဲ့တော့အောက်ဖြေကိုကျွန်မတက်သွားလိုက်တော့ဘာတွေ့လဲအဲ့ဒီမှာ Clitorio number gladiolus ဆိုတဲ့ scientific name ကိုတွေ့ပါလိမ့်မယ်အဲ့ဒါဒီနံပါတ် B ရဲ့အဖြေပါအဲ့ဆိုရင်ကျွန်မတို့ကခုနတော့အဖြေရပါတယ် Soret Arania ရဲ့ Soret Arania ရဲ့ဒီသူ့ရဲ့အဖြေကဘာဖြစ်မလဲဆိုရင် Soret Arania ရဲ့ဒီ A ရဲ့အဖြေပါSoret Arania ရဲ့ဒီ A ရဲ့အဖြေအဲ့တော့ကျွန်မတို့ကဒီမှာ A လို့ခဏရာတေးထားလိုက်ပါမယ်နော် Soret Arania က A အဲ့တော့ Clitorio number ဒီဒါ B အဲ့လိုလေးခဏတေးထားလိုက်ပြီအဲ့ဆိုနံပါတ် C ကိုစဉ်းစားပါမယ်နံပါတ် C ကတော့သူကရိုးရှင်းတယ်အမိကတိုးတယ်တိုးတော်မလို့ကျွန်တော်တို့ဒီနံပါတ်1ရဲ့အပေါ်လားအောက်လားဆိုအောက်ဖြစ်သွားပါပြီအောက်ရဲ့တက်ကိုသွားလိုက်တော့ go to 4အဲ့တော့4ကိုဆက်သွားပါမယ်4မှာဆိုရင် front လက်ရှေ့လက်ဒီ as wide တဲ့ဆိုလိုချင်တာကျယ်လားတဲ့နောက်ဘာလို့လဲ as မှာ wider than လောက်အရှေ့ထက်ကိုသူကကျယ်တာကြီးတာလားဒါမှမဟုတ် front လက်ရှေ့လက်ဒီ longer than wide အကျယ်ထက်ကိုရှည်တာလားတဲ့အော်ကျွန်တော်တို့နံပါတ် C ပွေးကောင်လေးကိုကြည့်လိုက်တဲ့အခါမှာသူ့ရဲ့လက်ဒီရှည်တာမဟုတ်ပါဘူးကျယ်တာပါကျယ်တာမလို့နံပါတ်4ရဲ့အပေါ်ဖြေဖြစ်သွားပါပြီအဲ့တော့ကျွန်မအပေါ်ဖြေရဲ့တက်ကိုသွားလိုက်တော့အဲ့ဒီမှာဘာတွေ့လဲဆိုတော့ Tepa Europea ဆိုတာလေးတွေ့ပါလိမ့်မယ်အဲ့ Tepa Europea ဒီဒါပွေးလေးရဲ့ scientific name ဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီနံပါတ် C ဒီ Tepa Europea မှာဖြစ်သွားပါမယ်အဲ့လိုမျိုးပဲကြံတယ်ယုံနဲ့ရှင်းတဲ့ကိုလည်းအဲ့လိုဆက်ရှာရင်ရပါတယ်အဲ့ဒီမှာကျွန်တော်ခုနရောက်သွားတယ် Soret Arania ရဲ့ဒီတော့ A အဖြေမလို့ over chance ဇယားမှာ Soret Arania ရဲ့ဘေးနားလေးမှာ Soret Arania ရဲ့ဘေးနားလေးမှာကျွန်တော်ဗာရေးလိုက်မယ်ဆိုရင် A လို့ရေးလိုက်ပါမယ် Soret Arania ရဲ့ဘေးနားမှာ A လို့ရေးလိုက်မယ်အဲ့လိုပဲ over chance မှာဘာတွေ့လဲဆိုတော့နောက်တစ်ခုက Clitorio number ဒီသူကနံပါတ် B အားကြောင့်မို့ဒီမှာ Clitorio number ကိုရှာမယ် Clitorio number ဒီနံပါတ် B အားကြောင့်မို့သူကဒီမှာ B ဒီအပေါ်မှာဖြစ်သွားမယ်အဲ့တိုင်းလေးရှာပြီးတော့နောက်မှာအဖြေထည့်လိုက်မယ်ဆိုရင်ကျန်တဲ့အဖြေနှစ်ခုလည်းမှန်သွားပါပြီ